All right, at this time, we'd like to recognize our CCG leaders who have been working so hard for this event to be successful. First, we would like to call out all of our CCG OB leaders and then the subcommittee leaders. And as they are coming out, please, let's welcome together. First, our CCG OB leaders, Patama Uzong Chonoro Kochen Dagaro, Salai Tangte Pipare Kamya, our president. Give it up one more time. Second, we have our vice president, Ko Mamang. Piko Bari Kamya, Aluma Lakotia, Ko Mamang. And next, we have another vice president, Siang Luntang. Ashe Ujaba. Okay. And then next, we have a secretary, Esther Kesmani. Lakotia Alo. Assistant Secretary, Sweetin Name. Next, we have our treasurer, Metana. And then we have Assistant Treasurer, Sam. And then our sport leader, Ko Teng Tai, Ko Yenai, Mani, Tang Zamung. And then for the youth leader, Chris Lalji. Who is that guy? I'm just kidding, it's me. Next is our assistant youth leader, Rachel Thu. Okay, these are our CCG OB leaders. Please remain on stage. The next, we like to call our subcommittee, who has been helping so much in the youth department. Our youth leader is Chris Lalji. Second is our media team leader, Ruth Barr. And then we have our pageantry leader, Miss Rachel Thu. Okay, good. Rachel's already there. That's good. Next is for our Miss and Mr. Helper, Jessica Moy and Ethan Moy. All right, and then we have our ဒီချင်း community ချင်း national တွေဖြစ်မြောက်အောင်ကြိုးပမ်းပေးတဲ့ကျွန်တော်တို့ volunteer လေးတွေဖြစ်တယ် Teen couple fashion leader Par and Zipporah. And then for the kids fashion leaders Nguntiel and Par. And then for the cultural dance leader Mani, who is already on stage, and then we have Arun. And then for all the usher in charge, Miss Niang Lun. And then for the music leader, Ari Noam. And then for our photographer and videographer, Mr. Din Nai and Jem Tang. And also Kim Tuan. Let's go, Kim. Okay, and then it's me, Chris. Give it up one more time for these people. ခဏလေးနော်ဟိုအနောက်မှာလဲကျွန်တော်တို့ volunteer လုပ်နေရလို့ရှိရင်ကျွန်တော်နည်းနည်းလေးစကားပြောချင်လို့ဘာဖြစ်လို့လဲဆိုတော့ဒီမှာအခုကြည့်နေတဲ့မိဘပြည်သူတွေညီကိုမောင်မတွေကျွန်တော်ပြောချင်တာကဘာလဲဆိုတော့ခုနကအစမှာ pastor ကျွန်တော်တို့ဆူတောင်းတဲ့အခါမှာဘာဆူတောင်းသွားလဲဆိုတော့ကျွန်တော်တို့လူငယ်တွေကျွန်တော်တို့ကလေးတွေအနာဂတ်မှာကျွန်တော်ဒီပွဲကိုဥဆောင်ပြီးတော့မှဆက်ပြီးတော့မှကျင်းပသွားနိုင်ဖို့ဆိုပြီးတော့မှသူဆူတောင်းသွားတယ်ပေါ့နော်ကျွန်တော်ခေါင်းထဲမှာဆွဲနေတာဆိုတော့အခုအဲ့ဒါလုပ်ဖို့ဆိုရင်ကျွန်တော်တို့လူငယ်တွေကိုပြိုးထောင်ပေးဖို့လိုတယ်ကျွန်တော်တို့လူငယ်ခေါင်းဆောင်တွေကိုပြေးထောင်ပေးဖို့လိုတယ်ဆိုတော့ဒီမနေ့ကကျွန်တော်တို့တယောက်ကလှမ်းမေးတယ်ဒီနေ့ကော special guest ရှိမှာလားတဲ့ဆိုတော့ကျွန်တော်ကပြောတယ်မနေ့ကကျွန်တော်တို့ဟို ambassador ဦးကျော်မိုးထွန်းကိုကျွန်တော်တို့ခေါ်တာဟိုနောက်ပြီးတော့အရင်နှစ်တည်းကလည်းကျွန်တော်တို့တကယ်လူကြီးတွေချင်းလူကြီးတွေပဲဖြစ်ဖြစ်ကျွန်တော် mayor တွေပဲဖြစ်ဖြစ်ခေါ်တာရှိတယ်ဒီနေ့တော့ကျွန်တော်ပြောပြလိုက်တယ်ဒီနေ့ကတော့လို့ကျွန်တော်တို့ special guest on stage ကတော့ဒီလူတွေပါလို့ကျွန်တော်တို့ဒီက youth ကောင်းဆောင်လေးတွေပေါ့နော်ဆိုတော့ကျွန်တော်လက်ခုပ်လေးတစ်ချက်တီးပေးပါအောင်နော်အားလုံးဘာဖြစ်လို့ကျွန်တော်ဒီသူတို့ကိုဒီရှေ့မှာတင်ပြီးတော့မှကျွန်တော် recognize လုပ်ချင်တာလဲဆိုတော့ကျွန်တော်ညင်ငယ်တော့အများနဲ့မှတ်မိတယ်အခုဒီမှာဆိုရင်လည်းကျွန်တော်ဒီချင်း community မှာကျွန်တော်အရန် proud ဖြစ်တာကဘာဖြစ်လို့ဘာလဲဆိုတော့
ကျွန်တော်တို့မြေပြင်မှာပဲဘလို့ပြဿနာပဲဖြစ်နေကျွန်တော်ဒီဂျော်ဂျီယာမှာကကျွန်တော်ချင်း community မှာအများအားတစီတလုံးတညီတညွတ်တယ်ပဲကျွန်တော်တို့ဟိုဘလို့ပြောမလဲသူသားတဲ့သူငါသားတဲ့ဆိုတာမရှိဘူးကျွန်တော်တို့အားလုံးစီစီလုံးနဲ့နှစ်တိုင်းကိုအခုချိန်ထိကိုကျင်းပနိုင်တယ်ကျွန်တော်တို့ကျင်းပတဲ့အခါမှာနှစ်တိုင်းတောင်မဟုတ်ဘူးကျွန်တော်ဥက္ကဋ္ဌအနေနဲ့လှုပ်လာတာတော်တော်ချင်း community မှာဥက္ကဋ္ဌအနေနဲ့လှုပ်လာတာတော်တော်ကြာပြီဒီနှစ်နဲ့မနှစ်ကကျွန်တော်တနစ်ပိတတိကျွန်တော်တို့အလုပ်ပေါ်လာတယ်ပေါ့နော်တာဝန်ပေါ်လာတယ်အလုပ်မပင်ပန်းတော့ဘာလို့လဲဆိုတော့ကျွန်တော်ရှိတဲ့ကျွန်တော်တို့ခေါင်းဆောင်လေးတွေကို delegate အလုပ်ကိုတာဝန်ခွဲပြီးတယ်ကျွန်တော်တို့ထဲစရာဆိုရင်သူ့ထဲစရာသူ့တာဝန်လုပ်တယ်အတွေ့အမှုဆိုရင်တွေ့မှုသူ့တာဝန်လုပ်တယ်ကျွန်တော်တို့ဒီမှာဆိုမီဒီယာပိုင်းကျွန်တော်တို့ဒီမှာခုန volunteer ဟိုပါပေါ့နော်ကျွန်တော်တို့တခြားဟို part လေးတွေခေါင်းဆောင်လေးတွေရွေးထားတယ်သူတို့ကနေပြီးနောက်တစ်ဆင့် volunteer လေးတွေဟိုဒီခုဒီ symbol မတက်လာတဲ့ကလေးတွေအများကြီးရှိသေးတယ်ကျွန်တော်တို့ college student တွေရှိတယ် high school student တွေရှိတယ်နောက်ပြီးတော့မှကိုစီးပွားရေးလုပ်နေတဲ့လူလည်းရှိတယ် bachelor degree master degree ရပြီးတဲ့လူလည်းရှိတယ်ဆိုတော့ဒီလိုလူငယ်ခေါင်းဆောင်တွေကြောင့်ကျွန်တော်တို့အခုဒီပွဲကလည်းတကယ် smoothly ကျွန်တော်တို့လုပ်နိုင်တယ်ပေါ့နော်ဆိုတော့ကျွန်တော်ကဒီ stage ရှေ့မှာကျွန်တော်ဘာဖြစ်လို့သူတို့ကိုတက်လာပြီးတော့မှအားလုံးမြင်စေချင်လဲဆိုတော့ဒီလူတွေကကျွန်တော်တို့အနာဂတ်ခုနကဆရာတရားဟောသွားတယ်လို့မျိုးကျွန်တော်တို့အနာဂတ်ရဲ့ချင်းလူမျိုးရဲ့ခေါင်းဆောင်တွေဖြစ်လာမယ်ကျွန်တော်တို့ဂျော်ဂျာရဲ့ခေါင်းဆောင်တင်မကဘူးကျွန်တော်တို့ USA ကျွန်တော်တို့မြန်မာပြည်မှာရှိတဲ့ချင်းတွေအတွက်လည်းအနာဂတ်ခေါင်းဆောင်ဒီတဲကတယောက်ယောက်ဖြစ်မလာမနိုင်ဘူးလို့ကျွန်တော်တို့ဘယ်လုံးမှမပြောနိုင်ဘူးဆိုတော့အားလုံးလည်းဆူတောင်းပေးကြပါသူတို့ဒီမှာပြီးတော့မှအများအားသူတို့ကိုနောက်တစ်ခုကျွန်တော်ကြံသွားတယ်သူတို့ကိုနောက်ကပံပွေးပေးနေတဲ့မိဘတွေပေါ့နော်ဒီမှာရှိတဲ့မိဘတွေသူတို့ကိုစိတ်ချလက်ချကျွန်တော်တို့နောက်ကနေ support ပေးနေတဲ့မိဘတွေကိုလည်းကျေးဇူးအများကြီးတင်တယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်အမြဲမှတ်ရတယ်ကျွန်တော်ငယ်တုန်းကကျွန်တော်မိဘတွေကလက်ဆွဲပြီးတော့မှအဲ့လိုမျိုးပွဲလေးတွေမှာခေါ်သွားတဲ့ခါကျတော့မျိုးချစ်စိတ်ဆိုတာအဲ့ဒီမှာပေါ်လာတယ်ရိုးရာကျွန်တော်ယဉ်ကျေးမှုကိုထိမ့်သိမ့်တတ်တဲ့စိတ်ဆိုတော့အဲ့ဒီမှာပေါ်လာတယ်ပေါ့နော်ဆိုတော့အဲ့ဒီအတိုင်းပဲသူတို့ကိုဒီလိုအခုသူတို့ကနေဥဆောင်ပြီးကလေးလေးတွေအခုနောက်ကျရင်တွေ့ရအောင်မယ် fashion show လေးတွေကျွန်တော်ရိုးရာဝတ်စုံလေးနဲ့အရန်ချစ်ဖို့ကောင်းတယ်ဆိုတော့သူတို့ကိုအဲ့လိုမျိုးတစ်စစ်ကျွန်တော်ကသူတို့ကိုဘယ်လိုပြောမလဲလက်လွှဲပေးတယ်လို့သူတို့ကနေနောက်ကလေးတွေကိုလက်လွှဲရင်းနဲ့တစ်စစ်ကျွန်တော်ချင်း community ဆိုတဲ့ဟာကဘယ်နိုင်ငံရောက်ဘယ်နေရာရောက်ကျွန်တော် culture ကျွန်တော်ယဉ်ကျေးမှုကပျောက်မှာမဟုတ်ဘူးဆိုတာလေးကိုကျွန်တော်ပြောချင်လို့သူတို့ကိုရှေ့မှာ state မှာတင်ပေးခြင်းဖြစ်ပါတယ်နောက်ဆုံးနေတဲ့ကျွန်တော်တို့အားရပါရလက်ခုပ်လေးတစ်ချက်တီးပေးကြပါဒီပွဲကိုဖြစ်မြောက်အောင်တော့နော်ကိုကြီးလာရောက်ပြီးတော့မှလုပ်ပေးတဲ့လူတွေအားလုံးကျေးဇူးတင်ပါတယ်လို့နော်ခဏလေးနောက်တစ်ခုကြံသေးတယ် so I'm gonna give sorry ပါကျွန်တော်တို့နောက်တစ်ခု recognize လုပ်ဆရာရှိသေးလို့ဟုတ်ကဲ့ပါအခုချိန်မှာပေါ့နော်ကျွန်မပြောချင်တာတစ်ခုကrecognize လုပ်ချင်တာကပေါ့နော်ကျွန်မတို့အရန်တန်ဖိုးထားရတဲ့ CCG ရဲ့ခေါင်းဆောင်တူဦးပေါ့နော်တခြား state မှာပြောင်းသွားတာဖြစ်ပါတယ်ဘယ်သူလဲသိကြလားကျမတို့နဲ့ CCG အနေနဲ့တော့ဆုံးရှုံးမှုအကြီးကြီးပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့သူကအမြဲတမ်းကျမတို့နဲ့အတူတကွပါဝင်ပေးတယ်။ပြီးတော့မှကျမတို့သူငယ်တဲ့သူတွေကိုပေါ့နော်လမ်းပြပေးတယ်။မနဲ့နေရာမှာခေါ်သွားတယ်ပေါ့နော်။အများကြီးတင်ကြပေးတဲ့ Chris Lalji ဖြစ်ပါတယ်ပေါ့နော်။ကျမတို့ဒီနေ့နောက်ဆုံးသူ MC လောက်တာမြင်ရမှာဖြစ်ပါတယ်အဲ့ဒါကြောင့်အဆုံးထိနေပေးကြပါနောက်နှစ်မှာပြန်ပါဝင်ပေးမယ်ဆိုတာမသေးချာနိုင်ဘူးပေါ့နော်ကျမတို့အားလုံးပေါ့နော်သူ state ပြောင်းတာဝမ်းနည်းကြပါတယ်ဒါပေမဲ့သူရဲ့အနာဂတ်အတွက်အကောင်းဆုံးတွေးလို့ပေါ့နော်ကျမတို့ကဘာမှကြားစီလို့လည်းမရပါဘူးအဲ့ဒါကြောင့်ဒီနေ့ကျမတို့ပေါ့နော်သူကိုလက်ဆောင်မြတ်တာလက်ဆောင်အနေနဲ့ပေးချင်တာရှိပါတယ်ဥက္ကဋ္ဌပေးဖို့ရန်အတွက်ဖိတ်ခေါ်ပါတယ်ပြီးတော့မှ certificate ပေါ့နော် MC အရန်တော်ပါတယ်မင်္ဂလာပွဲတွေရှိတယ်ဆိုတော့သူ့ကိုတခါနဲ့ခေါ်ကြပါလို့တခါနဲ့ကြင်ညာပေးချင်ပါတယ်ကျေးဇူးတင်ပါတယ်ကျွန်တော် symbol တက်တော့ခွင့်တစ်ချက်လေးယူလိုက်ပါမယ်လို့ကျွန်တော်တို့ raffle ticket အနောက်မှာရောင်းကြပါတယ်ပြီးရင်ကလေးတွေလာရောင်းကြပါမယ်နော်တစ်စောင်းမှာ30တဲ့ဒီမှာနော်ကျွန်တော်တို့100 200လောက်ကျန်သေးတယ်နော် ticket 200လောက်ကျန်သေးတယ်ဆိုတော့ကျွန်တော်တို့နည်းနည်းပဲလောက်ထားတာဒီမှာရှိတဲ့မိဘပြည်သူတွေနောက်မှာရှိတဲ့မိဘပြည်သူတွေကျွန်တော်ဒီ TV နဲ့ laptop နဲ့ကျွန်တော်တို့ဗာလဲနောက်တစ်ခုက headphone နှစ်ချက်နော်နှစ်ချက်နဲ့ကျွန်တော်တို့3ခုပေါင်မဲလောက်ထားတယ်ပြီးခါนี้မှာကျွန်တော်တို့ဖောက်မှာဖြစ်တယ်ကလေးတွေကနေဒီမှာလိုက်ရောင်းပေးပါမယ်နော်ဒီတစ်ခုံကိုလိုက်ပြီးတော့မှအနည်းဆုံး
တယောက်တစ်ခုစီလောက်ကျေးဇူးပြုပြီးတော့ဖြစ်နိုင်အားပေးကြပါကျွန်တော်ဒီပွဲဖြစ်မြောက်ရေးအတွက်ကျွန်တော်တုံးပြတဲ့ fan ဖြစ်ပါတယ်လို့ကျေးဇူးများတင်ပါတယ်